အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ TikTok ရတဲ့ point တွေကို KPA weight တို့နဲ့လွယ်တကူကျွန်တော်ထုတ်ရောင်းနည်းကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ကဲကျွန်တော်စလိုက်အောင်ရင်းတော့ကျွန်တော် point နေရာလေးကိုနှိပ်လိုက်မယ်ဆိုကျွန်တော်ဒီစာမျက်နှာကိုရောက်သွားမယ်အဲ့မှာကျွန်တော်ပေးပဲဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါတော့အနည်းဆုံးကျွန်တော် point 100နေစထုတ်လို့ရတယ်ပေါ့နော်ပေးပဲဆိုတဲ့နေရာလေးနှိပ်လိုက်ဒီဘက်ကျွန်တော်ခါလေးစောင့်ပြပါဒီလိုပေါ်သွားပြီဆိုရင်ကျွန်တော်နည်းနည်းအပေါ်လေးကိုနည်းနည်းဆွဲတင်လိုက်မယ်ကျွန်တော်တို့အပေါ်ဆုံးอ่ะဗောနော်ကျွန်တော်ဂျပန်စာကတော့ကျွန်တော်နားမလဲဒီအပေါ်ဆုံးကဟာနေပဲเนาะကျွန်တော်ပြတဲ့နေရာလေးကနေပဲဝင်ပြီးတော့ကျွန်တော်ထုတ်မယ်ဗောနော်အဲ့နေရာလေးတစ်ချက်နှိပ်လိုက်ပြီးတော့ရင်ဒီလိုပေါ်သွားရင်ကျွန်တော်တို့100ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်ဗောနော်ဒီဘက်က3000ဆိုတော့ point ဟိုပါဗောနော်ကျွန်တော်ရန်3000ကျမှထုတ်လို့ရမှာဗောဒီဘက်ကကျွန်တော်ရန်100ထုတ်မှဖြစ်တယ်ရန်100ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပြီးတော့ကျွန်တော်ကတော့ဒီမှာဟို Gmail အပ်ထားဖြစ်တဲ့အတွက် Gmail ဗောနော်ကျွန်တော်ထုတ်မဲ့ Gmail ပေါ့နော်ဒီမှာပြနေပြီတကယ်လို့ brother တို့မှာ Gmail မအပ်သေးဆို Gmail အပ်လိုက်ပေါ့နော်အသစ်ထည့်ခြင်းနဲ့ Gmail ဆိုလဲအမှအသစ်အပ်ပြီးတော့ကျွန်တော်တို့ကိုအပ်ထားတဲ့ Gmail တွေကိုကျွန်တော်တို့ SMS ကြလာပါပေါ့နော်ကျွန်တော်ဒီ Gmail အပ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဒီအောက်ကဟာလေးပဲနှိပ်လိုက်ပါပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီမှာနော်ဒီဟာလေးပဲဆက်နှိပ်လိုက်မယ်ပုံမှန် Gmail ကကျွန်တော်အပ်ထားတဲ့ Gmail တွေကိုကြလာမှာပေါ့နော်ပြီးကျွန်တော်ဒီစင်တိုင်းလေးပဲဆက်သွားမယ်မန်ကလေးပေါ်ဝိုင်းရပြီပေါ့နော်မင်းကြီးလေးပေါ်ပါပြီအဲဆိုရင်ကျွန်တော်တို့ဒီ coin ဖြတ်သွားတာမဖြတ်သွားကျွန်တော်ပြန်ကြည့်မယ်နော်ဖြတ်သွားပြီနော်ကျွန်တော်က100ကျော်ရှိတယ်အခု136ပဲရှိတော့တယ်ကျွန်တော်100ထုတ်ထားတာဖြစ်တဲ့အတွက်ရန်100ကိုကျွန်တော် Gmail ထဲကိုရောက်လာမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့မှာကျွန်တော် Gmail ထဲကိုကျွန်တော်တွားကြည့်မယ်ဒီမှာတွေ့ပြီနော်ဒီကျွန်တော်တို့ကုတ်လေးပေါ့နော်အပြာနဲ့ပြထားတဲ့ကုတ်လေးတွေ Gmail ထဲကိုတစ်ချက်ပြန်ဝင်ပြမယ်ဟုတ်ပြီဒီမှာ Gmail နော်ခုနကကျွန်တော်ချိန်ခဲ့တဲ့ကျွန်တော်ရန်ထုတ်ဖို့ချိန်ထားတဲ့ Gmail တွေကိုအကောက်တွေဝင်ပြီးတော့ကျွန်တော်ဒီပါပေါ့နော်သူခုနကမှပို့လိုက်တဲ့ဟာလေးနော်အဲ့ဒါလေးကျွန်တော်ပြီးပြီးတော့ coffee ယူပြီးတော့နော် coffee ယူပြီးတော့ကျွန်တော်တို့ဒါရောင်းမဲ့သူကိုတွားပြီးတော့ကျွန်တော်တို့ကအဲ့ဒီ coffee တွားတဲ့ဟာလေးကိုကျွန်တော်တို့ပို့ပြီးရပြီပေါ့နော်ကျွန်တော်ရန်ရောက်လာတော့ရန်လွယ်ပါတယ်ပေါ့နော်ကျွန်တော်ရပြီဆိုတော့ကျွန်တော်တို့ရန်သွားရောင်းမယ်ပေါ့နော်ဒါကတော့ကျွန်တော်ရောင်းနေကြ brother တရားပေါ့နော်တကယ်လို့ brother တို့ရှိမှစိတ်ချလူညွှန်ပါဆိုလဲကျွန်တော်ညွှန်ပေးမယ်ပေါ့နော်ရန်ရောင်းကျင်ပါတယ်ပေါ့နော်ဒါကျွန်တော်လက်တွေ့ရောင်းပြခြင်းလို့ပေါ့နော်ကျွန်တော်ပြနာဖြစ်တယ်ပေါ့နော်ဒီမှာသူဒါကျွန်တော်ပထမရောင်းတာရည်လေးရှိရနော်ဒါသူကနေပြီး reply ပြန်ပြီးတော့ကျွန်တော်စာပြန်တဲ့ခါကျရင်ကျွန်တော်ကနေပြီးတော့ခုနကကျွန်တော် coffee ထားတဲ့ Gmail ကကြာလာတဲ့ coffee ထားတဲ့ဟာလေးကိုကျွန်တော်ပတ်ချပြီးတော့ပို့ပေးတာဖြစ်တယ်ပေါ့နော်သူပို့ထားလိုက်ပြရတယ်နော်ဒီလို basic မှာရန်ရောင်းစရာအတိမရှိဘူးဆိုတော့ကျွန်တော်ဆက်သွယ်ပါကျွန်တော်ကနေတစင်ကျွန်တော်စိတ်ချရတဲ့သူကိုကျွန်တော်ညွှန်ပြပေးမယ်ပေါ့နော်ကျွန်တော် Facebook ပေါ်မှာလည်းပေါ့နော် TikTok ရန်ရောင်းဝယ်တဲ့ group တွေရှိတယ်ပေါ့နော်အဲ့မှာတွားရုံနဲ့ရတယ်စိတ်ချလို့ညွှန်ပြဆိုကျွန်တော်ညွှန်ပြပေးလို့ရတယ်ပေါ့နော်ဒီပါကျွန်တော်ခုနယူလာတဲ့ coffee ယူလာတဲ့ကုတ်ကလေးကိုကျွန်တော်ပို့ပေးလိုက်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကိုသူကနေပြီးတော့ပြန်ပြီးတော့ကျွန်တော် KB ကိုပြန်လွှဲပေးမယ်ပေါ့နော်ကျွန်တော်ကလည်းဒီမှာသူ့ကိုကျွန်တော်ရဲ့ဒီKB နာမည်နဲ့ KB ဖုန်းနံပါတ်ကိုကျွန်တော်ပို့ထားပေးတယ်ပေါ့နော်အဲ့ဒါသူစီဖြစ်တဲ့ခါကျရင်သူကျွန်တော်ကိုပြန်ပို့ပေးမယ်ပေါ့နော်โอเคเนาะဒီမှာရောက်လာပြီเนาะကျွန်တော်ဒါဗီဒီယိုလေးကိုကျွန်တော်ဆက်ပြလိုက်တာဖြစ်တယ်သူကျွန်တော်ပို့ခဲ့တဲ့ကုတ်လေးကိုသူကနေပြီးတော့ကြည့်ပြီးတော့ကျွန်တော်ဒီမှာပေးစာလေးပြပို့ပေးထားတယ်ပေါ့เนาะကျွန်တော်လောလောဆယ်ဒီ TikTok live လေးကတော့အဆင်ပြေနေတယ်ပေါ့เนาะရိုးရိုး TikTok လည်းဒီမှာ region နဲ့ဖွင့်နေကိုလည်းကျွန်တော်နောက်ဗီဒီယိုလေးလောက်သွားပေးဖို့ရှိတယ်ပြီးရင်ဒီ TikTok live မှာကျွန်တော်တို့ FAQ မိတာတွေကျွန်တော်လာမေးကြတယ်ဘယ်လိုဖြည့်ရှင်းလဲပေါ့เนาะ FAQ မိတဲ့ဟာတွေလည်းကျွန်တော်ဖြည့်ရှင်းနည်းတွေပြပေးမယ်ပြီးရင် point 2နည်းတွေကိုလည်းကျွန်တော်ဗီဒီယိုလောက်သွားပေးမယ်เนาะကျွန်တော်တက်ပြောက်တာတွေလည်းကျွန်တော်ဗီဒီယိုလောက်သွားပေးဖို့ရှိတယ်ပေါ့เนาะမိတ်ဆွေအခုလို online ဝင်ရှာနေသည်ကို channel တက်တဲ့ဆိုရင်တော့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးနှိပ်သွားပေးပါဦးเนาะဗီဒီယိုလေး channel တက်တဲ့ဆိုရင်တော့ကျွန်တော် like လေးနှိပ်သွားပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်